ကိုကြီးကားကြောင်းရှင်းပြမယ်ကား brake နင်တိုင်းကားရက်တယ်ဒါပေမဲ့ဘယ်လိုရက်တာလဲဆိုတာသိမသိကြဘူးဒီစနစ်လေးကိုနားလည်ရင် brake ပြတ်တဲ့အခါဘာလို့ပြတ်တာလဲဆိုတာစဉ်းစားတတ်လာမယ်ကားကိုကြီးရှင်းပြမယ် brake စနစ်က hydraulic pressure အရည်ဖိအားကိုသုံးတယ်အဆင့်1ခြေနှင်းကစားတယ် brake နင်းလိုက်တာနဲ့ brake booster ကတင်းခြေထောက်အားကိုအဆုံးများစွာမြင့်တင်ပေးတယ်အဆင့်2 brake စီကအားလွှဲပေးတယ် booster အားက master cylinder စီရောက်တယ် master cylinder က brake စီကိုဖိအားပေးတယ် brake စီကမညှစ်နိုင်တဲ့အရည်ဖြစ်လို့ဖိအားကိုချက်ချင်းလွှဲပေးနိုင်တယ်အဆင့်3ဖိအားကဘေးတွေစီရောက်တယ် brake စီကတတ်တုပိုက်လိုင်းတွေကနေဘေးတပီးချင်းစီရောက်သွားတယ်အဆင့်4 caliper က pad ကိုဖိလိုက်တယ်ဘေးတပီးစီမှာ brake caliper ရှိတယ်ဖိအားရောက်တာနဲ့ caliper က brake pad ကို brake rotor စီဖိသွားတယ်အဆင့်5ပုတ်တိုက်မှုကကားကိုရက်စေတယ် pad နဲ့ rotor ကြားကပုတ်တိုက်မှုက ရေလျာမှုကိုအပူအဖြစ်ပြောင်းပြီးကားရက်တယ်တတိဘေးလက္ခဏာစူးစူးမြင်ခွက်လဲပါကြိတ်တမ်းမြင် rotor ပါပြတ်သွားမယ်ခြေနှင်းကြမ်းမြင့်ထီအောင်နင်းရရင်စီနေနေတယ် brake စီကိုနှစ်တစ်ကြိမ်လဲပါ brake စနစ်ကကားရဲ့အသက်အာမခံမှာဒါကြောင့်ဂရုစိုက်ပါနေ့စဉ်9မိနစ်စာကိုကြီးတို့နဲ့အတူလေ့လာပြီးတငယ်ချင်းတွေကြားမှာကားဆရာကြီးဖြစ်လိုက်ပါ